ဒီပင်ကတော့စကားအသင်းမောအဖြူပင်ပဲဖြစ်ပါတယ်သူ့ရဲ့အပွင့်ကဖြူပြီးတော့အလဲမှာအဝါရောင်တန်းတဲ့တဘောရှိပါတယ်အမွှေးနဲ့နဲပါတယ်အခောက်အပွင့်အရွက်နဲ့နိုးသေးတွေကိုဆေးဘက်မှာအသုံးပြုလို့ရနိုင်ပါတယ်သူ့ရဲ့အခောက်ကခါပြီးတော့ဖမ်းတဲ့တဘောရှိပါတယ်ထက်မြက်ပြီးတော့ဝင်းသွားစေတတ်ပါတယ်လေနဲ့ပတ်သက်တဲ့ယောဂတွေနဲ့ရောင်ရမ်းခြင်းတွေကိုပျောက်ကင်းစေတတ်ပါတယ်နေ့စဉ်ရက်ဆက်အဖျားကိုပယ်ဖြောက်တတ်ပြီးတော့နုနာရရညင်းနဲ့အနာပေါက်တွေနာကျင်ကြိုက်ကြခြင်းတွေစတာတွေဆိုလို့ရှိရင်လည်းအသုံးပြုပေးမယ်ဆိုရင်တက်တာပျောက်ကင်းစေတတ်ပါတယ်သူ့ရဲ့အပွင့်နဲ့အညောင်ကိုကိုယ့်ရဲ့နဲ့ကြိတ်ချပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်တော့ငှက်ဖျားယောဂါကိုပျောက်ကင်းစေတတ်ပါတယ်သူ့ရဲ့အပွင့်တတ်ထုရည်ကိုနတ်နာစီရဲ့ပယုတ်ရဲ့ရောပြီးတော့အနာတွေကိုလိမ့်ကြံပေးမယ်ဆိုလို့ရှိရင်တော့အလွန်ကြာမြင့်စွာဆွဲကတ်တဲ့ယာနာယောဂါကိုပျောက်ကင်းစေတတ်ပါတယ်အဖို့အကျိတ်ခဲတွေနဲ့ရောင်ရမ်းခြင်းတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အခောက်ကိုတွေးပြီးတော့လိမ့်ပေးမယ်ဆိုလို့ရှိရင်တက်တာပျောက်ကင်းစေတတ်ပါတယ်အရွက်ကိုမိခင်ပြီးတော့အုပ်ပေးမယ်ဆိုလို့ရှိရင်လည်းအဖို့အကျိတ်အခဲတွေနဲ့ရောင်ရမ်းခြင်းတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်အစစ်အမြင့်ကြိုက်ခဲခြင်းနဲ့အရေပြားယောဂါတွေအတွက်ကိုသူ့ရဲ့အခောက်ကိုတွေးပြီးတော့လိမ့်ပေးတာအရွက်ကိုမိခင်ပြီးအုပ်ပေးတာစသည်အားဖြင့်ပြုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့တက်တာပျောက်ကင်းစေတတ်ပါတယ်